န်ကောက်ကနေဗီယန်ချင်းကိုတိုက်ရိုက်ရထားနဲ့သွားခဲ့တာအဆင်ပြေခဲ့လားဘာတွေကြုံတွေ့ခဲ့ရလဲဘာတွေခက်ခဲရှိခဲ့လဲဆိုတာတွေပြပြထားတဲ့ဗီဒီယိုလေးပါရှင်တကယ်တော့ဒီဘန်ကောက်ဗီယန်ချင်းခီးစဉ်လေးကမထင်မှတ်ပဲစီစဉ်မိသွားတာပါ20ရက်နေ့သွားမဲ့ခီးစဉ်ကို19ရက်နေ့မှာအွန်လိုင်းကဖြတ်ခဲ့တာကြောင့်မလို့ရိုးရိုးတမ်းပဲရခဲ့ပါတယ်ရှင်ဒါပေမဲ့ဇွဲမလျှော့ပဲနဲ့ပေါ့နော်ဘူတာကိုစောစောသွားပြီးတော့အိတ်စင်ဖုန်းလေးများတစ်ခုတလေလွတ်မလားဆိုပြီးတော့သွားမိခဲ့တာတစ်ခုလေးရလာခဲ့ပါတယ်ရှင်ဒါကြောင့်မလို့ဒီဘန်ကောက်ဗီယန်ချင်းခီးစဉ်လေးကိုရိုးရိုးထိုင်ကုန်ကြီးနဲ့မဟုတ်ဘဲနဲ့ပေါ့နော်အိတ်စင်ခုံလေးတွေနဲ့တခြားလေးလိုက်လာခဲ့ရပါတယ်ရှင်ရထားက9:20မှာထွက်တဲ့ဘန်ကောက်ဗီယန်ချင်းတိုက်ရိုက်ခီးစဉ်ရထားနံပါတ်ကလေးက133ပါရှင်ဘန်ကောက်ကနေဗီယန်ချင်းတိုက်ရိုက်သွားဖို့ဆိုရင်အရင်ဆုံးနောင်ခိုင်ဆိုတဲ့နေဆက်မြို့လေးမှာအရင်ရက်တယ်ပေါ့နော်အဲ့ဒီနောင်ခိုင်ဆိုတဲ့ဘူရာမှာတခါတဲ့ immigration တွေအဝင်တွေရောအထွက်တွေရောသူတို့တခါတဲ့တုံးထူပေးရပေါ့နော်ဒီတုံးတဲ့ထူချိန်ကိုရထားတခါတဲ့ဆောင်ပေးပါတယ်ပြီးကြမှာဗီယန်ချင်းကိုတူတူထွက်ကြတာပေါ့နော်ဒါကြောင့်ပဲဒီတိုက်ရိုက်ရထားစကီးစဉ်ကိုတခြားလေးကိုရအောင်ဝယ်ခဲ့တာပါရှင်ရထားရဲ့အိတ်စင်ပုံစံတွေကတော့ဒီလို၄ယောက်တခန်းပုံစံမျိုးတွေပေါ့နော်ကံကောင်းချင်တော့အမျိုးသား2ဦးအမျိုးသမီး2ဦးကြပါတယ်ရထားကတော့တညလုံးအဲကွန်းကိုအရန်ကိုအေးစိတ်နေတာပါပဲမနက်6နာရီဝန်းကျင်လောက်မှာတော့အိယာတွေလာသိမ်းတယ်အိယာတွေသိမ်းပြီးတော့သိမ့်မကြပါဘူးနောင်ခိုင်ဘူရာကိုရောက်ပါတယ်ရှင်နောင်ခိုင်ဘူရာမှာဒီလိုမျိုးအဝင်တုံးတွေထွက်တုံးတွေထုဖို့ဒီလိုမျိုးတန်းစီရတယ်ပေါ့နော်ကန်ဆိုးချင်တော့ဒီကမြန်မာ passport ဖြစ်တာရော DTV passport ဖြစ်တာရောကြောင့်မလို့နောက်ခိုင်ဘူရာကနေမှပြန်ချင်းတီကိုဆက်သွားလို့မရပါဘူးတဲ့ရှင်ဒီနောက်ခိုင်ဘော်ရာကဒီ Thai immigration ရုံးကြီးမှာသွားပြီးတော့အထွက်တုံးကထုကိုထုရမယ်ပေါ့နော်အဲကြောင့်မလို့ဘူရာထိတ်မှာစောင့်နေတဲ့ဒီလိုင်းကားလေးကိုစီးပြီးတော့ပေါ့နော်နောက်ခိုင်ဘော်ရာက immigration ကိုသွားခဲ့ပါတယ်ရှင် immigration ကိုသွားတော့ကြတော့ဒီ supervisor ကိုယ်တိုင်ကတခြားလေးမေးတယ်ပေါ့နော် food blogger ဖြစ်လို့ blog တွေရိုက်ချင်လို့လာတာဆိုတဲ့အကြောင်းပြောတယ်ဒါနဲ့ပဲဒီကကင်ထားတဲ့ page တွေအကုန်လုံးကိုလည်းတောင်းကြည့်တယ်တကယ်တော့ဒီထွက်ပေါက်ကနေမြန်မာ passport တွေ DTV ကင်ထားတဲ့သူတွေအလွယ်တကူဝင်ထွက်လို့မရပါဘူးတဲ့ရှင်။ဒါပေမဲ့ခုတော့သူလွတ်ပေးလိုက်တယ်လို့ပြောပါတယ်ရှင်။ထိုင်းဘက်ကထွက်တုံးထူပြီးတော့လာအိုဘက်ကိုအဝင်သွားဖို့အရင်လိုင်းကားလေးရင်စီးရတယ်။ဒါကလည်း25ဘတ်ထပ်ပေးခဲ့ရပါတယ်ရှင်။ဒါကလာအိုဘက်က immigration အဝင်လုပ်ဖို့ပေါ့နော်။လာအိုဘက်က immigration ဝင်ကတော့လွယ်လွယ်ကူကူလေးပဲပြီးလာခဲ့ပါတယ်။အဝင်တုံးထူပြီးတော့ဒီဘတ်စကားကိုပဲစီးပြီးတော့ဗီယန်ချင်းမြို့ထိလာခဲ့ပါတယ်ရှင်။ဘတ်စကားနဲ့လာမှဘတ်40ပဲပေးခဲ့ရပါတယ်ငွေရလည်းမလဲရသေးဘူးဆိုတော့သူတို့ဘတ်လေးနဲ့လက်ခံပါတယ်ရှင်ဒါကတော့ထိုင်းမှာဈေးကြီးပေးဝယ်တောက်နေရတဲ့ဘီယာလာအိုရဲ့စက်ရုံကြီးပါလမ်းမှာတွေ့လို့ရိုက်ခဲ့တာပါရှင်နိုင်ဝက်45မိနစ်လောက်ကြာမယ်ထင်တယ်ဒါလေးစီးပြီးတော့ကြတော့ဗီယန်ချင်းကိုရောက်ခဲ့ပါတယ်ရှင်ဗီယန်ကင်းကားဂိတ်ကတော့မြန်မာပြည်နဲ့ဘာမှမထူပါဘူးပထမဆုံးတော့လာအိုငွေရင်လဲတယ်ပေါ့နော်ချက်ချီပီတီညွန်ပေးတဲ့ဘဏ်ကိုသွားခဲ့တာဘာမဆိုင်ညာမဆိုင်30%ဖြတ်ယူသွားပါတယ်လာအိုမှာဒီလိုမီနီဘစ်စီလေးတွေလည်းရှိပါတယ်ဘစ်စီမှာတော့မြင်ချင်းတွေးလိုက်ရတာကတော့ဘီယာလာအိုတွေပါဘီယာလာအိုတွေကတော့လာအိုမှာမမြင်ချင်းမှအဆုံးပေါ့နော်အရန်ကိုပေါ်ပါတယ်ဘစ်စီထဲမှာကတော့ထိုင်းပစ္စည်းတွေကြည့်ပါပဲရှင်ထိုင်းမှာလိုပါပဲဘုံကြီးကျောင်းတွေဘုရားကျောင်းတွေကိုတွေ့ရပါတယ်ရှင်မြို့ပေါ်ကလမ်းလေးတွေကတော့ဒီလိုမျိုးလေးတွေပါရှင်တခါတည်းတဲမဲ့ hostel ကိုလမ်းမဲ့လျှောက်သွားရတယ်ပေါ့နော်ဒါကိုဗီယန်ချင်းကိုသွားရင်လေဒီ hostel လေးကိုတော့ recommend ပေးချင်ပါတယ်တရက်ကိုမှဘတ်900လောက်ပဲပေးရတယ်ပေါ့နော် test day booking fees တွေရောမှအားလုံးပေါင်းဘတ်2000လောက်ပဲပေးရပါတယ်ရှင်3ညကိုနော်ခန်းလေးကိုလေဒီလောက်တန်မဲ့လို့တောင်းထင်မထားပါဘူးဒီမှာထိုင်းနေလဲတဲကြရတဲ့လူတွေတော်တော်များတယ်ပေါ့နော်တွေ့နေရပါတယ်ရှင်သူက breakfast လေးကလည်းပါသေးတယ်ပေါ့နော်တယောက်တည်းလာလဲပတ်ဝန်းကျင်ကလုံလုံချုံချုံတန့်တန့်လေးပဲဘေးမှာ night market တွေကလည်းရှိတယ် mini basic လေးကလည်းရှိပါသေးတယ်ရှင်